ရှေးစွာအယောက်ရှိတိုင်းကိုယေရှုခရစ်တော်ဖျားရဲ့နာမတော်အဖြစ်မင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်သက်လိုပါတယ်။နှုတ်ကပတ်တော်အတွက်ခဏလောက်ဆွတောင်းကြရအောင်။ယေရှုမြတ်တော်ရှင်ဖဖျားကိုရရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ပြန်ဆင်ပေးသောအချိန်တိုင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့အတူတိဆောက်ခွန်အားယူမိနှုတ်ကပတ်တော်ပေါ်မှာကိုရရှင်ဖဖျားကောင်းချီးပေးသိပေးပါ။ဂျာနာခံယူကြမည်ကျွန်တော်အယောက်ရှိတိုင်းတို့ရဲ့အသက်တာ၌ကြီးစွာသောဂရရှင်ဖဖျားရဲ့ဝိညာဉ်တကူဆွကျေးဇူးကိုတွန်းလောင်းပေးတော်မူပါဂရရှင်ဖဖျားကျွန်တော်အယောက်ရှိတိုင်းတို့ရဲ့အသက်တာမှာအစအချိန်တိုင်းနေဒါသူမျိုးဆက်ကရမယ့်အရာများအားလုံးကိုဂရရှင်ရဲ့လက်ဝဲဆက်ကအနန္တိခါအဖိုင်တပါးရောသားတော်သခင်ရှုခရစ်တော်ဖျားမြတ်သောမဟာနာမကိုမြည်ပြည့်ယူသည်လေးမြတ်စွာဖြင့်ဆွတ်တန်းဆက်ကပြင့်ပြင့်တနာခံတောင်းလျှောက်ပါ၏တော်ရှင်ပါအာမင်ဒီနေ့နှုတ်ကပတ်တော်တစ်ပိုက်အဖြစ်ရှင်ကျင်ခွန်အားယူဖို့ရန်အတွက်ဖော်ပြလိုပါတယ်နှုတ်ကပတ်တော်ကရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး13အငယ်36ကနေ38ဖြစ်ပါတယ်ရှီမုန်ပေတရုကသခင်ကိုတော်သည်အဘယ်ရွသို့ကြွတော်မူမည်နည်းဟုမေးလျှောက်လေယေရှုကငါသွားရာအရာသို့သင်သည်ယခုမလိုက်နိုင်နောက်မှလိုက်ရမည်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်အကျွန်ုပ်သည်ကိုတော်နှင့်အတူအဘဲကြောင့်ယခုမလိုက်နိုင်သနည်းကိုတော်ဖို့အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်ဟုလျှောက်လျင်ယေရှုကငါအဖို့တင့်အသက်ကိုစွန့်မည်လောငါမန်ဆိုသည်ကကြက်မတွန်မီသင်သည်3ချိန်တိုင်အောင်ငါကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူ၏ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ရှင်ကျင်ခွန်အားယူဖို့ဖြစ်ပါတယ်နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်ကပေတရုကိုအသိပေးသောကြက်တွန်တန်ပေတရုကိုအသိပေးသောကြက်တွန်တန်ဒီနေ့ကြက်တွန်တန်လို့ပြောတဲ့အခါမှာကျွန်တော်တို့မနဲ့မိုးမလင်းခင်မှာကျွန်တော်တို့ကြက်တွေတွန်လေးရှိပါတယ်ကြက်တွန်တဲ့အခါမှာကျွန်တော်တို့ရဲ့အသိစိတ်ထဲမှာဘာသိလိုက်လဲဆိုရင်မိုးလင်းကနေပြီမိုးလင်းကနေပြီဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာလေကြက်တွန်တန်လိုမျိုးကျွန်တော်တို့ကိုအသိပေးတဲ့အတန်လေးကျွန်တော်တို့ဘဝမှာခံစားရပါတယ်ယနေ့ယုံကြည်သူသားသမီးတွေဒီနေ့ကနေ့ရောက်တဲ့အခါမှာခေါင်းလောင်းတန်ဒီခေါင်းလောင်းတန်ကိုကြားခြင်းအဖြစ်ကျွန်တော်တို့ရဲ့အသိစိတ်ထဲမှာဘုရားကြောင့်သွားမယ်ဆိုရက် notice alarm မြည်လာတာနဲ့အတူတူပဲဒီနေ့ပေတရုရဲ့အသက်တာကိုဆင်ခြင်ကြည့်အောင်ပေတရုကသခင်ယေရှုခရစ်တော်ကိုမေးတယ်သခင်ဘယ်ကိုသွားမှာလဲကျွန်တော်တို့ဘာလို့လိုက်လို့မရတာလဲသခင်နဲ့အတူဘာလို့လိုက်လို့မရတာလဲအဲ့ချိန်မှာသခင်ယေရှုခရစ်တော်ကသူ့ကိုဘယ်လိုပြန်ပြောလဲဆိုတော့သင်ယခုလိုက်လို့မရဘူးဒါပေမဲ့နောက်လိုက်ရလိမ့်မယ်အဲ့ချိန်မှာပေတရုကဘာပြန်ပြောလဲဆိုရင်ကိုတော်အဖို့အကျွန်ုပ်အသက်ကိုစွန့်ပါမယ်နော်ကိုတော်နဲ့အတူအကျွန်ုပ်လိုက်ပါမယ်ကိုတော်ဘယ်ကိုပဲသွားကိုတော်ဘလို့ပဲဖြစ်ကိုတော်နဲ့အတူလိုက်ပြီးတော့အကျွန်ုပ်ရဲ့အသက်ကိုစွန့်ပါမယ်လို့ပေတရုကသခင်ယေရှုခရစ်တော်ကိုပြန်ဖြေပါတယ်အဲ့ဒီချိန်မှာသခင်ယေရှုခရစ်တော်ကပေတရုကိုပြန်ဖြေလိုက်တဲ့စကားအယံကောင်းပါတယ်ပေတရုကိုဘယ်လိုပြန်ပြောလဲဆိုတော့ငါအဖို့တဲ့ အသက်ကိုစွန့်မည်လောပေတရုမင်းငါအတွက်မင်းရဲ့အသက်ကိုစွန့်မယ်ဟုတ်လားနော်မင်းငါအတွက်မင်းရဲ့အသက်ကိုစွန့်မယ်ဟုတ်လားဆိုရဲမိကွန်းသခင်ယေရှုခရစ်တော်သူ့ကိုပြန်မေးပါတယ်အဲ့ဒီချိန်မှာသခင်ယေရှုခရစ်တော်ကသူ့ကိုအတိအလင်းအမှန်အကန်စကားတစ်ခွန်းပြောလိုက်ပါတယ်ပေတရုမင်းငါကို3ချိန်တိုင်အောင်ညင်းပယ်လိမ့်မယ်ကြက်မတွန်ခင်3ချိန်တိုင်အောင်ငါ့ကိုညင်းပယ်လိမ့်မယ်အံ့ဩစရာပဲနော်ဒီနေ့ကြက်တွန်တန်အရေးကြီးပါတယ်
ကြက်တွန်တန်ပေတရုအတွက်အရေးကြီးပါတယ်ဒီနေ့ကြက်တွန်တန်ယနေ့သခင်ယေရှုခရစ်တော်ကိုမငင်းပယ်မိအောင်ကြက်တွန်တန်အရေးကြီးပါတယ်ကြက်တွန်တန်ကိုကြားရမှသခင်ယေရှုခရစ်တော်ကိုငါငင်းပယ်လိုက်မိပါပြီဆိုတဲ့အသိစိတ်ထက်ကြက်မတွန်ခင်မှာသခင်ယေရှုခရစ်တော်ကိုမငင်းပယ်မိအောင်ကျွန်တော်တို့တွေကြိုးစားဖို့အလိုတော်တိုင်းအသက်ရှင်ဖို့အရေးကြီးပါတယ်ယနေ့ကြက်တွန်တန်လို့ပြောလိုက်တဲ့အခါမှာယနေ့မြင်နေရတဲ့လောကကြီးမှာဖြစ်ပျက်နေတဲ့အခြေအနေတွေဖြစ်ရက်တွေအဖြစ်ဆိုးတွေဟာဒါကြက်တွန်တန်ဖြစ်ပါတယ်အသစ်ပေးတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ဒုတိယအကြိမ်မကြွလာခင်မှာဘုရားသခင်ကအမျိုးမျိုးသောအသစ်ပေးတဲ့တွေကိုပေးတဲ့အခါမှာကျွန်တော်တို့တွေပြင်ဆင်ခြင်းအဖြစ်အသက်တာကိုအသက်ရှင်ဖို့ဘုရားရှင်လို့ရှိပါတယ်သခင်ယေရှုခရစ်တော်ကိုမငင်းပယ်မိဖို့အထူးအရေးကြီးပါတယ်သခင်ယေရှုခရစ်တော်ကိုပြင်ဆင်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့အသက်တာကိုယနေ့ခရစ်တော်ကိုစောင့်နေဖို့အရေးကြီးပါတယ်ပေတရုကြက်တုံတန်ကိုကြားရမှသူ့ဘဝသက်တာငါမာပြီဆိုတဲ့အသိစိတ်ငါညင်းပယ်မိပြီဆိုတဲ့အသိစိတ်ထက်ဒီကြက်တုံတန်အသိပေးတန်မကြားခင်မှာကျွန်တော်တို့တာ၍ပြင်ဆင်ဖို့ရန်အတွက်ဘုရားရှင်အလိုရှိကြောင်းကိုဤနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလိုပါတယ်ကျမ်းနာသောနှုတ်ကပတ်တော်ပေါ်မှာဘုရားရှင်ဆက်လက်တာ၍ကောင်းချီးပေးပါစေအာမင်